စားတယ်တကတော်ဝင်ငယ်စဉ်ကစားတဲ့စီးပြီးပျော်ခဲ့သည်များကိုကျွန်တော်မကြမ်းမကြာသတိရနေပါသည်ကျွန်တော်တို့ရွာကလေးသည်မိုးရွာအခါ၌ရေပက်လက်ဝိုင်းသောကုန်းမြေဟူသောစကားကိုအမှတ်ရစရာကောင်းလာသည်ကျွန်တော်တို့တောင်ပိုင်း၌ရေပက်လက်အဝိုင်းဆုံးဖြစ်သည်ကျွန်တော်တို့အိမ်ကုန်းတစ်ခုလုံးသည်ရေအောက်၌ခေါင်းရှုံးနေသည်အိမ်ရှိလမ်းမကြီးသည်နှွေအခါကဖုံတစ်ထောင်းထောင်းထခဲ့သည်ခလောက်တန်ချူတန်တို့ဖြင့်ဆူညံခဲ့သည်ယခုအခါ၌ကလမ်းမကြီးသည်ရေအောက်တွင်စုပ်မြုပ်နေပြီလှဲတို့အစာလှေတို့လူးလာနေပြီချောင်းကြီးဖြစ်နေပြီရေကမနဲ့လာပေါင်လေလောက်ခါလောက်သာရှိသည်ဒီချောင်းရိုးတစ်လျှောက်၌ကျွန်တော်တို့သည်စားတဲ့စီး၍အပျော်ကြီးပျော်ခဲ့ကြသည်စားတဲ့မှာလေးပေပက်လက်ခန့်တန်တယ်ပိုင်းကြီးဖြစ်သည်အဝိုင်းမဟုတ်လေးတောင်ဖြစ်သည်စောင်းမှာမနဲ့လာ6လမှခန့်သာရှိသည်ရွာအရှိပိုင်းမှာတန်ဖြူစရာကြီးဥတင်လှ၏တဲကုတ်ထွက်ပစ္စည်းဖြစ်သည်ကျွန်တော်မိဘများသည်တပေါင်းတစ်ခုစားမြေတက်ချိန်၌စစ်တောင်းမြစ်ကမ်းခြေရှိတစ်ဖြူရွာသေးရွာတို့ကိုစားမြေချစ်ရန်နက်နက်ဝီလီဝီလင်းတွင်နွားလဲကြီးများဖြင့်ထွက်သွားတတ်ကြလေသည်ညနေဆောင်တွင်နွားလဲကြီးများနှင့်အပြည့်စားမြေများကိုတိုက်၍လာတတ်ကြသည်ထိုစားမြေများကိုရေဖြင့်ဖြော်၍စားရည်စင်ပေါ်သို့လောင်းကြသည်ထိုစားရည်စင်ပေါ်မှကျသောစားရည်တန်တန်များကိုစားရည်ကြီးများတွင်ထည့်၍ကောက်ယုံမီးဖြင့်ချက်ကြသည်ကောက်ယုံ6ပွေ9ပွေခန့်ကုန်လျင်စားတဲ့ကြတော့သည်ထိုစားရည်ကြီးများအလုစခန်းသည်မိုးရွာအခါ၌တိမ်ပြီးအလုအား၍အနားယူပြီးထန်းစင်ပေါ်တွင်အမိန်သာစိန်ခံနေပြီသို့တော့ကျွန်တော်တို့ကသူတို့ကိုအနားမပေးနိုင်ပြီထန်းစင်ပေါ်မှသူတို့ကိုအတင်းဆွဲခေါ်၍ချောင်းရိုးတစ်လျှောက်တွင်အမှုထမ်းစေတော့သည်ကျွန်တော်တို့ရွာတွင်အိမ်တိုင်းလူလိုပင်ဘောက်တူလေးများရှိကြပါသည်သို့တော့လဲကိစ္စများကြောင့်ဘောက်တူကိုအနားမနေရအောင်လူကြီးများအသုံးပြုလွန်သည်လူကြီးများအာမလက်မစီခွင့်ရသည်လှော်ခွင့်ရသည်ဘောက်တူကိုလှော်၍ပျော်ရသည်မှမကြသည်သူတို့တကြောအော်ဟစ်ခေါ်တော့သည်ဘောက်တူနှင့်သွားစရာကိစ္စသူတို့မှပေါ်တော့သည်ကျွန်တော်တို့ကိုလည်းစော်လုံးသည်ကမြန်းလုံးသည်ဟုသူတို့စူပူကျိန်းမောင်းလို့သည်အိမ်ရှိဘောက်တူသည်ကျွန်တော်တို့ကလေးများနှင့်လုံးဝမသက်ဆိုင်ပြီးတကယ်သို့ရှိလာသည်ချောင်းရိုးတစ်လျှောက်၌ကျွန်တော်တို့သည်ဘောက်တူစီး၍ပျော်ခွင့်မရစားတဲ့စီး၍သာပျော်ခဲ့ကြရသည်စားတဲ့စီးရသည်မှဘောက်တူစီးရသည်နှင့်မတူဘောက်တူစီးရသည်မှာတက်တောင်တက်တာရှိလာသည်မြန်မာစကားပုံတစ်ခုရှိသည်လှေအစင်းမြင့်အတက်ခတ်တဲ့ဘောက်တူကအစင်းလဲလွယ်သည်အတက်လဲလွယ်သည်အတက်မတော်၍လဲတိမ်းမှာဆောင်းမှာမှောက်မှာမပူရအစင်းမတော်၍လဲတိမ်းမှာဆောင်းမှာမှောက်မှာမပူရဘောက်တူပေါ်သို့ရောက်၍တက်ဖြင့်တစ်ဖက်သက်လှော်လဲရသည်ဘယ်ပဲညာပဲမျှ၍လှော်လဲရသည်ဘောက်တူကိုပဲ့ကန်ရသည်မှာမခက်လားပဲ့ကိုတာမန်ကန်တဲ့ယုံဖြင့်ရီမန်းရာသို့ချောမောဖြူဖြောင်းတန်မတ်ရောက်သည်စားတဲ့စီရသည်မှာပင်ပန်းရှိလာသည်စားတဲ့ကအစင်းလဲခတ်သည်အတက်လဲခတ်သည်စားတဲ့မှာဘက်ကလန်ကြီးဖြစ်သည်လူတယောက်၏ဝန်လောက်သာထမ်းနိုင်ရှာသည်လူတယောက်အပေါ်သို့တက်မိသည်နှင့်ရေမျက်နှာပြင်ထက်3လမှခန့်သာခေါင်းဖော်နိုင်ရှာတော့သည်ထို့ကြောင့်စားတဲ့သည်အတိန်အဆောင်မခံတိန်မှာဆောင်းမှာမှောက်မှာအလွန်ပူရသည်အတက်မတော်ပါကလည်းစားတယ်မှောက်သည်အစင်းမတော်ပါကလည်းစားတယ်မှောက်သည်စားတဲ့အပေါ်သို့တက်သည့်အခါစားတဲ့နှုတ်ခမ်းစွန်းနှစ်ဖက်ကိုလက်ဖြင့်တီတီငင်ထိ၍ကန်ရသည်ထို့နောက်စားတဲ့အလဲတဲ့သို့ကြောက်အောင်ကြိုးစား၍တက်ထန်ရသည်ဤသို့
အလွန်ဂရုထားပြီးစူးစမ်းပြီးတက်ပါမှစားတယ်မမောက်ဖဲနေသည်သို့တော်ဟိုရင်းသည်ထိုလှုပ်လှုပ်ရှားရှားလူလူလွန်းလွန်းကဖြစ်လိုက်သေးသည်စားတဲ့ငြိမ်၍အထိုင်ကျသောအခါမှလှော်ဝမ်းရသည်ကျွန်တော်တို့သည်စားတယ်ကိုတက်ဖြင့်မလော်ကြကိုအနှဲငယ်ရှစ်သို့ညှို့၍ကမ်း၍လက်ဖြင့်ရက်ကြလှော်ကြသည်ရရ၌ဘဲညာမျှ၍ရက်ရသည်တစ်ဖက်သက်ကျုံးကရက်၍မရဘဲညာမမြပဲဘဲလက်ဖြင့်ကျုံး၍ရက်လိုက်ပါကလက်ရရဲ့ချာချဲလေသွားပေလိမ့်မည်ညာဘက်ဖြင့်ကျုံး၍ရက်ပါကလက်ဝဲရဲ့ချာချာလေသွားပေလိမ့်မည်ဘဲညာမျှ၍ထိန်းရနိုင်ပါမှစားတဲ့သည်ဝဲကလေကရိမ့်ကရိုင်ကဖြင့်ရီမန်းရာသို့တရွေ့၍တဖြည်းဖြည်းကွေ့၍ဆောင်း၍ရောက်သည်မိမိရီမန်းရာသို့မရောက်ခင်၌စားတဲ့မှောက်မတော်ရအောင်ရီမန်းရာသို့လည်းရောက်အောင်စားတဲ့ကိုရရလှော်ရသည်မှာမလွယ်ကျွမ်းကျင်မှုလိုသည်ကိုတီတီငြိမ်ငြိမ်ထားတတ်ဖို့လိုသည်စိတ်ရှည်ဖို့လိုသည်ဇွဲကောင်းဖို့လိုသည်လုံးလရှိဖို့လိုသည်ဤအချက်များမှတစ်ချက်ချက်လေဟင်းသည်နှင့်စားတဲ့သည်ရီမန်းရာသို့မရောက်မှောက်၍သွားတတ်သည်သို့တော်ကျွန်တော်တို့ကချောင်းရိုးတစ်လျှောက်၌စားတဲ့ကိုယ်စီဖြင့်ခြားလဲဖြစ်နေရသည်ကိုပင်ပျော်ကြသည်ဝမ်းမြောက်ကြသည်ရီမန်းရာသို့မရောက်ဘဲစားတဲ့ကိုယ်စီဖြင့်ကျွန်တော်တို့တငယ်ချင်းတစ်တိုက်ခြားလဲဖြစ်နေစဉ်အခြားသူများသည်ဘောက်တူများလှေကြီးလှေလေးများဖြင့်ကျွန်တော်တို့ကိုဖြတ်ကျော်၍ရီမန်းရာသို့ချောချောမောမောဖြောင်းတန်သွားကြသည်ကိုတွေ့ကြရသည်ကြုံကြရသည်ထိုအခါသူတို့အတွက်ကျွန်တော်တို့သည်ညီတို့မြစိတ်မလှုပ်ရှားကြသူတို့ကိုဝမ်းမတသာအော်ဟစ်၍နှုတ်ဆက်လိုက်ကြသည်ကျွန်တော်တို့လူတိုက်ထဲမှာတယောက်၏စားတဲ့အခန်းမသိ၍မှောက်တော့ပါကမင်းကရောက်လို့ဆိုအာဂျီပီတိန်ကျုံရတာကိုကွမှောက်မှာပေါ့ဖြည်းဖြည်းလောမကြီးနဲ့ကိုလည်းထဲဦးကွာဟုဝိုင်း၍သတိပေးရကြသည်စားရကြသည်ပြောင်းတတ်ကြသည်စားတဲ့မှောက်တတ်သည့်သူကလည်းသူ့ကိုစ၍ပြောင်း၍စိတ်မဆူဒေါမပွားဆက်ဖြည်းနဲ့နှုတ်တုံပြန်သည်သူ့စားတဲ့ကိုပြန်၍ဆဲကတဲ့ကပြန်၍စားရစီပြန်သည်ဇွဲမလျှော်စားရစီ၍ကျွန်တော်တို့အားရသောအခါ၌ရေထဲတွင်တဝုံတပြောတပါကုခတ်စော်ကစားတတ်ကြသည်ရွာကိုခွာပြီးတငယ်ချင်းများကိုခွဲပြီးကျွန်တော်ထွက်လာခဲ့သည်မှာကြာပြီသို့တော်ရွာကိုကျွန်တော်မမေ့တငယ်ချင်းများကိုလည်းကျွန်တော်မမေ့သူတို့နဲ့ချောင်းရိုးတစ်လျှောက်စားတဲ့စီးပြီးပျော်ခဲ့ကြတဲ့များကိုလည်းကျွန်တော်မမေ့သို့တော်ရွာတို့ကတစ်ခေါက်မျှပဲမရောက်နိုင်ခဲ့တငယ်ချင်းများနဲ့လည်းမတွေ့နိုင်ခဲ့ကိုယ်အလုံးနဲ့ကိုခြာလည်းပဲလဲ၍အားတည်ပင်မရှိနိုင်ခဲ့အလောအကိုင်နဲ့ဖြစ်လာသောအခါကိုယ်အလုံးကိုယ်တာဝန်ကိုကြေပွန်အောင်ထမ်းဆောင်ရသေးသည်ကိုယ်အလုံးကိုယ်တာဝန်နဲ့ပတ်သက်သောလေ့လာစရာစီးပူးစရာများကိုလည်းလေ့လာရသေးသည်စီးပူးရသေးသည်ထို့ပြင်ကိုရေးကိုယ်တာကိစ္စဆွေရေးမျိုးရေးကိစ္စရက်ရေးရွာရေးကိစ္စတာရေးနာရေးကိစ္စပေါင်း16,000ရှိသေးသည်လူပေါင်းလူအတိုင်းဝန်းတွင်နေ၍ဒီလူကိစ္စများကိုရှောင်၍တင်း၍မရအစဉ်ပြေအောင်ဆောင်ရွက်ကြရသည်ဤသို့ဖြင့်ဘဝရည်စည်းကြောင်းတွင်တဝဲလေမျောပါနေရသည်ဒီကြားတွင်ကိုတိုးလန်းတလန်းအတွက်ကြံစီရသေးသည်တရက်ကံချွေးတံထွက်အောင်ကြိုးစားရသေးသည်ထိုအခါမိမိရည်မှန်းချက်သို့ချောချောမောမောဖြောင်းတန်ဆက်ရလေအောင်မိမိစန္ဒပြေဝလေအောင်တိုး၍ကြိုးစားရပြန်သည်ရက်ကံရပြန်သည်လှော်ခတ်ရပြန်သည်ထို့ကြောင့်ဘဝသည်ခြားလဲနှင့်လဲ၍မဆုံးဖြစ်ရပြန်သည်သို့သောကိုမျှော်လင့်ချက်ဖြင့်ကိုမှုပင်ပန်းတော်မှပင်ပန်းသည်ဟုမမှတ်ထင်ပျော်သည်ရှင်သည်သို့သောတချို့သောသူတို့သည်ကျွန်တော်တို့နှင့်အည်သူများဖြစ်ကြပါလေရဲ့ကျွန်တော်တို့လိုတရက်ကံချွေးတံထွက်အောင်မကြိုးစားမလုံးဆောင်ရဘဲတက်တောင့်တက်တာဖြင့်ပန်းတိုင်သို့ဝင်၍သွားကြသည်တရက်ကံချွေးတံထွက်အောင်ကြိုးစားရသောကျွန်တော်ကပန်းတိုင်နဲ့မနီ
ခြားလေနှင့်ကြံနေရပေသည်ထိုအခါကျွန်တော်တွင်လှော်ခြင်းစိတ်များပျောက်၍သွားတတ်သည်အမိမတတ်နိုင်သောခံပြင်းခြင်းဖြစ်ပေါ်လာတတ်သည်စိတ်ဝမ်းငယ်ခြင်းအားလျှော့ခြင်းစုံနစ်ခြင်းများဖြစ်ပေါ်လာတတ်သည်ငါဘဝနဲ့စားတဲ့စီးရသလိုပါပဲလားဟုညှိတွားမိတတ်သည်ထိုမှတစ်ဆင့်ချောင်းရိုးတစ်လျှောက်၌ကျွန်တော်တို့စားတဲ့စီး၍ပျော်ခဲ့ကြသည်များကိုပြန်၍အမတ်ရလာမိသည်ကျွန်တော်စားတဲ့စီးခဲ့စဉ်ကချောင်းရိုးတစ်လျှောက်၌စားတဲ့ဖြင့်ခြားလေတရက်ကန်ချွေးတံထွက်နေခြင်းတချို့သောသူများသည်ဘောက်တူများလှေကြီးလင်ငယ်များဖြင့်ကျွန်တော်တို့ကိုဖျက်၍ကြော်၍ရီမန်းရာသို့ချောမောဖြောင်းတန်ပန်းဝင်၍သွားတတ်ကြသည်ထိုစဉ်ကကျွန်တော်အားလျှော့ခြင်းဆုံးနစ်ခြင်းဖြစ်ခဲ့ပါသလားဖြစ်ခဲ့သည်ဟုကျွန်တော်အမှတ်မရသူတို့အတွက်ဝမ်းမြောက်ခြင်းပင်ဖြစ်ခဲ့သေးသည်ကိုအမှတ်ရနေမိသည်ကလေးအရွယ်လူမဲအခါကပင်အားလျှော့ခြင်းဆုံးနစ်ခြင်းမရှိဘဲကိုအားကို၍ကိုလေဖြင့်ကိုပျော်နိုင်သေးသည်ယခုအခါအရွယ်လဲမြောက်နေပြီပညာအစဉ်ချင်းလဲအတော်အသင့်ရှိနေပြီအတွေ့အကြုံလဲအသင့်အတည့်ရနေပြီယခုလိုအခါပြန်မှကျွန်တော်ဒီအားလျှော့ခြင်းဆုံးနစ်ခြင်းများဖြစ်တင်ပါသလားငယ်စဉ်အခါကဲ့သို့တတ္တိမကောင်းတော့ပြီလောဇွဲမကောင်းတော့ပြီလောစားတဲ့စီး၍မပြောနိုင်တော့ပြီလောဤသို့ကိုကျွန်တော်ဆုံးမရသည်တတိပေးရသည်ထိုအခါမှစိတ်နှလုံးအေးချမ်းလာတော့သည်ထို့ပြင်အားတစ်တို့ဝင်လာသည်စိတ်တစ်တို့ဝင်လာသည်အားမလျှော့ပြီးမဆုံးနှစ်ပြီးကျွန်တော်ဒီဘဝရည်စည်းကြောင်းတွင်စားတဲ့စီးရမည်ကိုမကြောက်တော့ပြီခြားလေဖြစ်စေအောင်တော့ဘဝရည်စည်းကြောင်းတွင်စားတဲ့ကိုပျော်ကြီးစီး၍ကျွန်တော်မမောမပန်းကြိုးပန်းလှော်ခတ်ရေးလိပြီတကားတက္ကသိုလ်မမောအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီနေ့ယူပါ